5 minute fact check ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နောက်အခုစီစဉ်ကတော့ယနေ့ချိန်ထိထိမ့်သိမ့်တရှိနေတဲ့ကမ္ဘာအသက်တမ်းရင်ဆုံးတစ်ပင်ကြောင့်ဖြစ်ပါတယ်။ကမ္ဘာသက်တမ်းရင်ဆုံးတစ်ပင်တွေလို့ပြောလိုက်ပြီးဆိုရင်အမေရိကန်နိုင်ငံမှာရှိတဲ့ redwood တွေတောင်မဟုတ် bald bat တစ်ပင်ကြီးတွေဒါတွေကိုပြည့်မြင်လေးရှိပါတယ်။ဒါပေမဲ့တကယ်သက်တမ်းရင်ဆုံးတစ်ပင်ကတော့ Methuselah လို့ခေါ်ပြီးထင်းရှူးပင်မျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ရဲ့ White Mountain တောင်တန်းတွေပေါ်မှာတည်ရှိပြီးတော့ဒီပင်တွေကို1958ခုနှစ်မှာတစ်ပင်စူးစမ်းလေ့လာရေးပညာရှင်ဒေါက်တာ Elmer Sherman ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီတစ်ပင်ကိုတော့ Dendrochronology လို့ခေါ်တဲ့တစ်ကွင်းစစ်စစ်ရေးနည်းပညာအရလွန်ခဲ့တဲ့နှစ်ပေါင်း4850 BC 2830ဝန်းကျင်ခန့်ကတည်ရှိခဲ့တာဖြစ်ပါတယ်။ဒါဟာအီဂျစ်နိုင်ငံရဲ့ပထမအဦးဆုံးပီရမစ်တွေမဆောက်ခင်နှစ်ပေါင်းများစွာစောပြီးပေါက်ရောက်ခဲ့တာပါ။ဒီတိုင်းမှာရောမအင်ပါယာပေါ်ပေါက်လာတာတရုတ်မဟာတိုင်းကြီးတွေတိစောက်တာစမှုတော်လန်ရေးဒါတွေကိုဒီတစ်ပင်ကြီးကတိတ်ဆိတ်စွာနဲ့ကြီးထွားပြတ်တန်းလာခဲ့တာဖြစ်ပါတယ်။ဘာကြောင့်နှစ်4800ကျော်အောင်အသက်ရှင်နေရတာလဲ။အလွန်ကျန်းတဲ့နဲ့အမြင့်ပေ1000အထက်လေတိုင်နှုန်းပြင်းပြီးအေးဆက်တဲ့တောင်တွေပေါ်မှာဘာကြောင့်ဒီလောက်အသက်ရှင်လာရတာလဲ။တနေ့မှာစင်တီမီတာအနည်းငယ်မျှသာကြီးထွားတာကြောင့်တစ်ပင်ဟာအလွန်ကျက်လက်ပြီးတော့ပုံမွားရောဂါမဝင်ရောက်နိုင်ပါဘူး။အဆိုဓာတ်အနေငယ်နဲ့တင်အသက်ရှင်နိုင်ပြီးတော့အဆိုဓာတ် resin စိမ့်ထွက်တဲ့အတွက်ကြောင့်ပုတ်တိုးဆွေးမြမှုကိုလည်းခံနိုင်ရရှိပါတယ်။ပတ်ဝန်းကျင်ကျန်းတန်းလို့တခြားသပင်တွေမပေါက်ရနိုင်တဲ့အတွက်ကြောင့်အာဟာရကိုသူတပင်နဲ့ရရှိနေတဲ့အတွက်ကြောင့်လည်းပါပါတယ်။ဒီနေရာကိုလှုပ်ဝက်ထားရတဲ့အကြောင်းရင်းဒီသပင်ရဲ့ထူးခြားဆုံးအချက်ဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့တတော်ဦးစီးဌာနကဒီပင်ရဲ့နေရာအတိအကျကိုလှုပ်ဝက်ထားဆဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့1964ခုနှစ်တုန်းက Prometheus လို့ခေါ်တဲ့တခြားကမ္ဘာသက်တမ်းအရင်ဆုံးသပင်တစ်ပင်ရှိခဲ့ပူပါတယ်။ဒီတစ်ပင်ဟာသူ့သေသနာတွေလုံနေရင်နဲ့မှားရင်းစွာခုတ်လဲခံခဲ့ရပါတယ်။ဒါကြောင့်လဲအလားတူဖြစ်နိုင်မှုမဖြစ်အောင်လို့တခြားခီးသွားတွေဒါမှမဟုတ်လူသားတွေကြောင့်ပျက်စီးသွားမှာစိုးရိမ်တဲ့အတွက်ကြောင့်အစိုးရကဒီနေရာကိုလှုပ်ဝက်ထားပြီးအနိကတ်စောင့်ရှောက်ထားတာဖြစ်ပါတယ်။နှစ်ချုပ်ပြောရရင်တော့လွန်ခဲ့တဲ့4800ကျော်တိုင်အောင်တဘာဝတရားရဲ့စိန်ခေါ်မှုတွေကိုကြံ့ကြံ့ကန်ဖျက်ကျော်လာခဲ့တဲ့မတူဆီလက်လို့ခေါ်တဲ့ဒီထင်းရှူးပင်မျိုးနယ်ပင်ကကမ္ဘာသက်တမ်းအရင်ဆုံးသက်ရှိတဘာဝအံ့ဖွယ်တစ်ခုအဖြစ်တရှိနေစေဖြစ်ပါတယ်။တလက်စာရေးပြောရရင်တော့တစ်ပင်တွေကိုတမိုးထားပါဒီနေ့တက်ဆက်ပေးခဲ့တဲ့ဗီဒီယိုကိုချစ်နေတဲ့တဲ့ဆိုရင်တော့ like and subscribe လုပ်သွားဖို့မမေ့ပါနဲ့